လူတွေဟာသူတို့ရဲ့ဝေဒနာတွေပျောက်သွားစေဖို့ကြိုးစားတဲ့အခါအခက်ခဲရှိကြပါတယ်မတိတာတွေကိုကြောက်စိတ်ကြောင့်ရင်းနှီးမှုရှိပြီးသားဖြစ်တဲ့ဝေဒနာကိုပိုကြိုက်သွားကြပါတယ်ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့မြားနှစင်းဥပမာကိုကြားဘူးကြမှာပါခန္ဓာကိုယ်ကိုလာမှန်တဲ့ပထမများနာကျင်မှုကိုကျွန်တော်တို့တားဆီးလို့မရပါပဲအဲ့ဒီအပေါ်မှာထပ်ဆင့်ပူပန်ပြီးကိုယ်စိတ်ကိုပြန်ထိုးနှက်တဲ့ဒုတိယများတောကဝေဒနာကိုတော့မိမိကိုယ်တိုင်ရွေးချယ်ခွင့်ရှိပါတယ်ကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေရတဲ့တောကတွေစိုးရိမ်ပူပန်မှုတွေကိုအဖြစ်တင်စိတ်တွေရဲ့တရခန့်အစစ်ကဘာလဲအဖြေကတော့တွေးတောခြင်း thinking ပါပဲနိုင်ငံတကာ bestseller စာအုပ်ကောင်းတဲ့အုပ်ဖြစ်တဲ့ Joseph Newing ရဲ့ Don't Believe Everything You Think ကိုဘာသာပြန်ဆရာမျိုးလွင် MBA ကတွေးသမျှတိုင်းကိုမယုံလိုက်ပါနဲ့ဆိုတဲ့နာမည်နဲ့လှလှပပဘာသာပြန်ဆိုပေးထားပါတယ်ဒီစာအုပ်ကတင့်ကိုဘာတွေလမ်းပြပြီးမလဲအတွေးနဲ့တွေးတောခြင်းရဲ့ကွာခြားချက် thinking နဲ့ thoughts ရဲ့တဘာဝကိုတဲတဲကွဲကွဲနားလည်လာမယ်စိတ်ဆင်းရဲမှုရဲ့စရင်းမြစ်ကိုဖြတ်တုတ်ခြင်းစိုးရိမ်ပူပန်မှုကိုဖြတ်လို့ဖြတ်စီးလို့တဲ့စိတ်အာရုံလေးကနေယုံထွက်နေမူလစိတ်အခြေအနေ default state မတွေးပဲနေတတ်ခြင်းဟာအပျော်ဆုံးအချိန်ဆိုတာကိုလက်တွေ့ကြဆင်ခြင်မိစေခြင်းအလိုလိုသိစိတ် intuition ကိုနှိုးထားစေခြင်းအကန့်အသတ်ရှိတဲ့အတွေးတွေကိုကြော်လွန်ပြီးကိုယ်တွင်းအသိပညာ inner wisdom ကိုရရှိစေဖို့လမ်းညွှန်ပေးခြင်းစာမျက်နှာ132မျက်နှာပဲရှိလို့ဖတ်ရတာတွက်လက်ပြီးစာအုပ်6 wood free paper နဲ့ပုံနှိပ်ထားတော့ဖတ်ရတာမျက်စိအေးစီပါတယ်ဒုတိယအကြိမ်မြောက်ပြန်လေရိုက်နှက်ရတဲ့အထိအောင်မြင်နေတဲ့စာအုပ်ကောင်းမှုစာအုပ်စင်မှာမရှိမဖြစ်ဆောင်ထားတဲ့စာအုပ်ပဲဖြစ်ပါတယ်စာအုပ်အမိတွေးသမျှတိုင်းကိုမယုံလိုက်ပါနဲ့မူလင်းရေးထားသူ Joseph Newing ဘာသာပြန်သူမျိုးလွင် MBA ထုတ်ဝေသူတားငယ်စာအုပ်တိုင်တန်ဖိုး6500ကျပ်ဖီးရှူစိတ်ငြိမ်းချမ်းမှုနဲ့ချွင်းချက်မဲ့ပျော်ရွှင်မှုကိုကိုယ့်ရင်ထဲမှာပဲရှာဖွေတွေ့ရှိဖို့အခုပဲစာအုပ်ကိုမာယူဖတ်ရှုလိုက်ပါမာယူလိုပါကချက်ပို့စ်ကနေဆက်သွယ်နိုင်ပါလေခင်ဗျတန်ဖိုးရှိလာတဲ့လူငယ်လူရွယ်တွေနဲ့စာချစ်သူတို့အတွက်စိတ်ခွန်အားဖြည့်စာအုပ်ကောင်းတစ်အုပ်ကိုညွှန်းပေးခြင်းပါတယ်ခင်ဗျာ Volume ပင်လေကြီးလို့ကျင့်သုံးပါစာရေးဆရာဝေယံထွန်းဇီယိုမီရုပ်ရည်လှပဖို့အတွက်ရှမ်းကြည့်ပြီးပြုပြင်ရသလိုစိတ်လှရုပ်လှဘဝလှဖို့အတွက်မိမိရဲ့ဘဝနဲ့ပတ်ဝန်းကျင်ကိုပညာစီမီရောင်တို့ဖြင့်ထာဝရအလှဆင်ကြစို့ဒီစာအုပ်လေးထဲမှာပါလေအောင်မြင်ကြီးပွားရေးအတွက်သင်ခန်းစာယူစရာဖြစ်ရမှန်ပညာပေးဇာတ်လမ်း16ပုဒ်ကိုပေါ့ပါပါနဲ့နားလေလွယ်မဲ့ဥပမာဥပမေယလေးတွေနဲ့စိတ်ဝင်စားစရာဖွဲ့တီးရေးထားပါတယ်စာဖတ်ရင်လုံးဝမပြင်းရပဲအသိပညာဘဟုတုတတွေတိုးပွားစေမှာပါဘသူတွေဖတ်တင်လေအထူးသဖြင့်ဘဝလန်းစားကိုရှာဖွေနေတဲ့စိတ်သက်ခွန်အားတွေလိုအပ်နေတဲ့စေကျော်တဲ့လူငယ်မောင်မေတို့အတွက်အထူးတင့်တော်တဲ့လမ်းပြစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်စာအုပ်အညွှန်းအတေးစိတ်တန်ဖိုး4000ကျပ်တင်တန်ဖိုးရှိတဲ့ဘဝတင်ခန်းစာတွေနဲ့စာရင်အရန်တန်ပါတယ်စာမျက်နှာ69မျက်နှာဘာမှပြပါအတားကောင်းတုံးထားလို့ဖတ်ရတာမျက်စိမညောင်းပါဘူးအရွယ်အစား 5.3 into 0.2 into 8.1 inches လက်ကင်ဖတ်ရတာကြစ်လေးလေးနဲ့တရားလွယ်ကူပါတယ်ပုံနှိပ်မှတ်တမ်း bookcase by Saw 2025 ဇန်နဝါရီလပထမအကြိမ်မိမိကိုယ်တိုင်ပဲဖတ်မလားမောင်လေးညမလေးတွေကိုပဲလက်ဆောင်ပေးမလားအရန်ကိုအတိတ်ပဲရှိတဲ့စာအုပ်လေးမျိုးအမြန်ဆုံးအားပေးလိုက်ရအောင်နော်မှာယူလိုပါကကွန်မန့်တုံးဟုတ်ချက်ပေါက်အင်ပေါက်ကနေတဆင်အမြန်ဆုံးဆက်တွယ်မှာယူနိုင်ပါပြီခင်ဗျတငယ်ချင်းတယောက်အကြောင်းမင်းလူတန်ဖိုး3000ကျပ်ခမရတို့ဘဝမှာစိတ်ရင်းနဲ့ပေါင်းရတဲ့ခပ်ပေပေတငယ်ကြီးမျိုးရှိရင်ဒီစာအုပ်ကိုဖတ်ရမယ်စရင်ထဲမှာနံပါတ်1နေရာတင်ထားလိုက်ပြီးတော့အော်ဒါနဲ့အပန်းမကြည့်ရင်ပဒင်ရဲ့တိုးမဲတွေအကြောင်းတချင်းကို repeat လုပ်နားထောင်ရင်ဒီစာအုပ်ကိုဖတ်ခမရတငယ်ချင်းကိုချက်ချင်းပြေးတွေ့ချင်းစိတ်ပေါက်သွားစေရမယ်ဇလန်းအကြောင်းနည်းနည်းပြောမယ်ဗျာဆရာမင်းလူနဲ့စိန်ကြောင်ကတငယ်ချင်းအရင်ကြီးတွေပေါ့ငွေမရှိတဲ့စိန်ကြောင်ကငယ်ငယ်လေးကလေးကလောကရန်အထူအထောင်းပြောင်းဆန်အောင်ခံခဲ့ရတော့ကြီးလာလို့စီးပွားရေးနယ်ပယ်ရောက်လာတော့ဒီဒဏ်ရာဒဏ်ချက်တွေကပဲစိန်ကြောင်ကို80ဆက်ကလဲတဲ့ကျင်အဖြစ်တွန်းပို့ခဲ့တယ်ငွေပြီးရင်ငွေဖြစ်ခဲ့တဲ့စိန်ကြောင်နောက်ပိုင်းတော့ငွေရရင်နောက်ကျောကဝရင်ဘက်ကဝဓာတ်နဲ့ထိုးကြတယ်ငွေရှိအတိုင်းဝိုင်းကိုစိတ်ပြည့်ငင်းငွေစိန်ကြောင်ရဲ့စိတ်ဖြစ်ရာရိုးသားရာဦးအေးစိတ်ဟာဆရာမင်းလူတို့တငယ်ချင်းကောင်းနေတငယ်ချင်းကောင်းရှိတာဘ
သွားအမိုးကိုတရားပုံရင်တစ်ထောင်အမိုးပြေစီကြောင်းစိန်ကြောင်ကပြခဲ့တယ်ဝိထုအစုံတက်ကဆွဲမဖွေဆရာမင်းလူတို့အုပ်စုကအစိန်ကြောင်ကိုတစ်သက်လုံးမိမမရတော့ဘူးလို့သတ်မှတ်ထားတယ်စိန်ကြောင်ကအသက်ကြီးကြီးရုပ်ဆိုးဆိုးပတ်စံရှိဘွားတော်တယောက်ကိုကောက်ယူပစ်လိုက်တယ်ဆရာမင်းလီတို့ကိုအေခမ်းမှာစိန်ကြောင်ကအေခမ်းလို့စိန်ကြောင်စနီးကြီးရဲ့သမီးလေးကအချိုပွေးကင်ထွက်လာတယ်စိန်ကြောင်ကဆရာမင်းလူတို့ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တဲ့အချိန်ဆရာမင်းလူကငါကုံဆေးပြက်လိုက်တယ်ဒီလိုရှစ်ဆက်ကလေတဲ့ကျင်စိန်ကြောင်အကြောင်းစီးပွားရေးအတိုင်းဝိုင်းဟာလေမရမယ်အကြောင်းဆရာမင်းလူတို့ခေတ်ကဆိုရှယ်လစ်စီးပွားရေးစနစ်ကိုလိလာနိုင်မယ်အကြောင်း ဒါရီကိုဖတ်ချင်ရင်တော့တငယ်ချင်းတယောက်ကြောင်းကိုအခုပဲညှို့ဆိုလိုက်ပါတယ်စကားမဆက်ဆရာမင်းလူဟာစာပေလောကမှာဘာလို့မင်းလူနာမည်တစ်လုံးနဲ့ရက်တီနိုင်ခဲ့လဲဆိုတာဒီစာအုပ်ဖတ်ရင်နားလည်သွားပါလိမ့်မယ်လူဘဝရဲ့တရုတ်တကန်ကိုအတော်အထိရတာအငွေနဲ့ရီးတက်လိုက်ပုံများဆရာရဲ့လို့နတ်ပုံကိုလှမ်းတမိတဲ့အထိဖြစ်မိပါတော့သည်ခမညာ